နိုင်ငံသားမှာမင်းတယောက်ပြောနေတာကိုမမှားဘူးငါညီဒါပေမဲ့မင်းပို့မဲ့လာစာကိုမျှော်ပြီးဒီညထမင်းတနက်လျှော်စားနေတဲ့မိဘတွေရှိတယ်မင်းရဲ့ပျော်ရွှင်မှုတည်ညတာအတွက်သူတို့ရဲ့မျှော်လင့်ချက်တလစာကိုမလဲလိုက်ပါနဲ့နိုင်ငံသားရောက်နေတဲ့လူငယ်တော်တော်များများဟာအိမ်နဲ့ဝေးတယ်မိသားစုနဲ့ဝေးတယ်ကိုမြေကိုရီကိုလည်းလွမ်းတယ်အလုတ်ပင်ပန်းမှုတွေကြားမှာစိတ်ဖိစီးမှုတွေများလာတော့အပျော်ပါးတွေကိုရှာမိတာသဘာဝပါပဲဒါပေမဲ့ပတ်စံတရွက်သုံးတော်မယ်ဆိုတိုင်းအိမ်ကမျက်နှာလေးတွေကိုသတိရလိုက်ပါစစ်ဘေးတွေကြောင့်အိုးအိမ်ဆွန့်ခွာပြီးဒုက္ခရောက်နေတဲ့မိဘတွေကြောင်းတက်ဖို့စိတ်မလုံလောက်တဲ့မောင်နှမတွေဒီလသားလေးလာစာထုတ်ရင်အဆင်ပြေမယ်ဆိုပြီးမျှော်နေတဲ့မျက်လုံးတွေအဲ့ဒီမျှော်လင့်ချက်တွေကမင်းရဲ့ဘဏ်အကောင့်ထဲကငွေထက်ပိုတန်မှုရှိတယ်မင်းရဲ့ခဏတာပျော်ရွှင်မှုတွေသူတို့ရဲ့ရက်ပေါင်းများစွာမျှော်လင့်ချက်ကိုမလဲလိုက်ပါနဲ့ဒီနေ့မင်းအလုပ်သွားရတာပင်ပန်းနိုင်တယ်အလုပ်ရှင်စူတာခံရနိုင်တယ်အထီးကျန်နိုင်တယ်ဒါပေမဲ့မင်းစူးစမ်းနေတဲ့အကြောင်းရင်းကမင်းတယောက်တည်းမဟုတ်ဘူးမင်းနောက်မှာမင်းကိုယုံကြည်နေတဲ့မိသားစုတစုရှိတယ်မင်းပေးဖို့တဲ့ငွေလေးကိုစောင့်နေတဲ့အိမ်တအိမ်ရှိတယ်မင်းလည်းမလျှော့ဖို့မျှော်နေတဲ့မျှော်လင့်ချက်တွေရှိတယ်ငါညီနိုင်ငံသားမှာအပျော်ရှာတာမမှားဘူးဒါပေမဲ့မင်းတယောက်ရဲ့ခဏတာပျော်ရွှင်မှုနဲ့မိသားစုတစုရဲ့မျှော်လင့်ချက်ကိုတော့ဘယ်တော့မှမလဲလိုက်ပါနဲ့မင်းရဲ့စူးစမ်းမှုကအိမ်ကလူတွေအတွက်အနာဂတ်ဖြစ်နေလို့ပါ